ရီယိုကတ်တွန်ကာကိုကြည့်ဦးကြလားဒီငက်ကလေးတွေက2000ခုနှစ်မှာပျောက်ကွယ်သွားပြီလို့ကြေညာခဲ့ပေမဲ့တကယ်တော့တော်ရိုင်းထဲမှာတော့ပြန်လည်မွေးဖွားလာခဲ့ပါပြီဒီနေ့မှာတော့အဲဒီရီယိုငက်ကလေးတွေကပုံမြင်ထဲမှာပဲမဟုတ်ဘူးဆိုတာနားထောင်လိုက်ကြအောင်နော်ရီယိုကတ်တွန်ကာတွေကဘလူးနဲ့ဂျီဝဲဟာစိတ်ကူးရဲ့ဇက်ကောင်တွေမဟုတ်ပါဘူးနော်သူတို့လိုကြာရောင်ချစ်စရာငက်ကလေးတွေကို spit marco လို့ခေါ်ကြပါတယ်သူတို့ဟာသခင်ပေါ်အရန်ချွဲတက်ပြီးအရန်ချစ်စရာကောင်းတဲ့ငက်ကလေးပဲဖြစ်ပါတယ်နော်သူတို့ရဲ့မွေးဖွားဒေသကတော့ဘရာဇီးနိုင်ငံမှာရှိတဲ့အပူပိုင်း6တုတစ်တော်ကတင်ကားပဲဖြစ်ပါတယ်။ဒါပေမဲ့တသားမီတို့ရေသူတို့လေးတွေဟာတတော်ပြုံးတိမှုများနဲ့လူတွေရဲ့ဖန်ဆင်းမှုကြောင့်သူတို့အတိုက်လေးတွေကပျက်စီးခဲ့ရကြပါပြီ။ဒါကြောင့်2000ခုနှစ်မှာတော်ရိုင်းထဲမှာကျန်ခဲ့တဲ့နောက်ဆုံးတစ်ကောင်ဖြစ်တဲ့ Spit Marco လေးတစ်ကောင်ကပျောက်ဆုံးသွားခဲ့ပါတယ်။ဒါကြောင့်ပဲ2019ခုနှစ်မှာဒီငတ်မျိုးစိတ်ဟာတော်ရိုင်းမှာမရှိတော့ဘူးတရားဝင်ကြေညာခဲ့ကြပါတယ်။ဒါဟာစိတ်မကောင်းစရာတစ်ခုဆိုပေမဲ့ဒီဇလန်လေးကဒီလိုပဲအဆုံးသတ်မသွားခဲ့ပါဘူး။ကဘာတဝန်းကတဘာဝကိုချင်းမြတ်လို့ကြတဲ့လူကြီးတွေကငှက်ကလေးတွေကိုကဲတင်မယ်ဆိုပြီးတော့သူတို့လေးတွေကိုနှစ်ပေါင်းများစွာဂရုတစိုက်ဝေးမြခဲ့ကြပါတယ်။အဲဒီချိန်တုန်းကကဘာပေါ်မှာ Spit Marco ငှက်ကလေးတွေဟာအကောင့်100အောင်မှမရှိတော့ပါဘူး။ပြီးတော့တသားမီတို့ရေ2022ခုနှစ်မှာအန်အောစရာသတင်းတစ်ခုကဖြစ်လာခဲ့ပါတယ်။ Spit Marco 52ကောင်ကိုသူတို့ရဲ့ဒေတာဖြစ်တဲ့ကတင်ကတ်တော်တွေကိုပြန်လုပ်ပေးလိုက်ကြပါတယ်။အဲ့နောက်ပိုင်းတိတ်မကြခင်မှာပဲတော်ရိုင်းထဲမှာသားပေါက်လေးကိုပြန်လည်ဝေဖွားလာခဲ့ပါတယ်။အခုတော့အပြာရောင်ငတ်ပေါက်လေးရဲ့အော်ဆိုတဲ့အတန်လေးတော်ရိုင်းထဲမှာပြန်လည်ကြားခဲ့ရတယ်ဖြစ်ပါတယ်။တသားမီတို့ရေအခုတော့ငတ်ကလေးတွေဟာတော်ရိုင်းထဲမှာပြန်လည်ပွားလာပြီဖြစ်တာမလို့သူတို့ရဲ့အနာဂတ်လေးကပြန်လည်လာပါလာပါပြီ။တသားမီတို့လည်းတဘာဝကိုချင်းမြတ်လို့ကြပြီးတော့တိရစ္ဆာန်လေးတွေကိုကာကွယ်ပေးကြပါနော်။တသားမီတို့သိကျင်တဲ့အကောင်လေးတွေရဲ့အကြောင်းကွန်မန့်မှာရေးခဲ့လို့ရတယ်လို့နောက်ထပ်ချစ်စရာကောင်းတဲ့တိရစ္ဆာန်လေးတွေအကြောင်းကိုနားထောင်ချင်တဲ့ဆိုရင်တော့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။